အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော် sharing လုပ်ပေးမှာကတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတဦးပူကက်မြို့မှာတရင်ကောင်းလေးကြားရတယ်ဗျဘာတရင်လေးလဲဆိုတော့ထိုင်းနိုင်ငံပူကက်မြို့မှာ26ရက်နေ့3လပိုင်း2026ပူကက်မြို့မှာကိုနိုင်ဝေဆိုတဲ့ကောင်လေးကသူကအဲ့ဒီလှုပ်နေတာပေါ့ပူကဲမြို့မှာဘန်ဂလိုမှာလှုပ်နေတယ်အဲ့ဒီဘန်ဂလိုမှာလှုပ်နေတာကိုတထေးကနေပြီးတော့ဒီနေ့သူ့ကိုရေကူးကန်သွားသရှင်းလုတ်ခိုင်းတာပေါ့အဲ့ဒီသရှင်းလုတ်ခိုင်းတော့သူကသွားလိုက်တယ်ကိုနိုင်ဝေကသွားလိုက်တယ်တက်က29နှစ်သူသွားတာနဲ့အဲ့ဒီနိုင်ငံခြားသားတွေတဲနေတဲ့အိမ်ခန်းအဲ့ဒီတကားတွေကနည်းနည်းလေးဟာနေတယ်ဟာနေဆိုသူကအဲ့ဒီတကားလေးဟာရသူကဝင်တကားတွေကိုဖွဲ့ပြီးတော့ထက်မှဝင်ကြည့်တဲ့ချိန်ကျတော့နာယီတွေဖုံးတွေကင်ဘလာတွေအဲ့ဒါတွေကိုသူကမြင်တယ်ပက်ဆန်တွေကိုမြင်သူကဘယ်လိုပြောမလဲလူဆိုတော့လောဘစိတ်တက်လာတာပေါ့လောဘစိတ်တက်ပြီးတော့သူကအဲ့ဒီထဲကိုအိမ်ခန်းတွေကိုဝင်ပြီးတော့နာယီက3လုံးဘတ်2တန်းကျော်နောက်ပြီးတော့ငွေသား3သိန်းကျော်ဘတ်3သိန်းကျော်နော်နောက်ပြီးတော့ကင်ဘရာတွေDJI တွေကိုပိုတွေ iPhone တွေ iPad တွေနောက်ပြီးတော့ game ဆော်မဲ့ပစ္စည်းတွေစုပေါင်းကတော့အဲ့ဒါကဘယ်လောက်လဲ3သိန်းကျော်စုပေါင်းကတော့ဘာ3တန်းကျော်ဆိုတော့အဲ့ဒီသတင်းတွေမှာတော့ဖော်ပြထားပါတယ်ခင်ဗျဒါပေမဲ့ဒီလိုမျိုးသတင်းကြားရတာတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေမျက်နှာငယ်ရတာပေါ့ဗျာဘယ်ပဲသွားဘယ်ပဲလာဒီလိုမျိုးလေးတော့မလုတ်ခိုင်းစေချင်ဘူးကျွန်တော်တို့မြန်မာနိုင်ငံသားတွေထိုင်းနိုင်ငံမှာလာနေပြီးတော့ရိုးသားသားလို့ရိုးသားသားစားကိုယ်နိုင်ငံချင်းတွေကောက်တဲ့ခြေကြရင်ပြန်ဖို့အဲ့လိုရည်ရွယ်ချက်လေးနဲ့လာလို့စေချင်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကြီးလည်းမျက်နှာငယ်ရတယ်မြန်မာနိုင်ငံသားကြီးဥပမာအကိုဝေကိုနိုင်ဝေကအဲ့ဒီဥပမာဗျာအဲ့နိုင်ငံခြားသားအမေရိကန်သားပဲဖြစ်ပါတော့မြန်မာနိုင်ငံသားတွေကဒီလိုမျိုးခိုးတဲ့အကျင့်တွေပါတယ်ရှိပါလားဆိုသူကအင်တာနက်ပဲတင်ဘသူကငယ်ချင်းကိုပြောခုချိန်မှာက online နဲ့လှုပ်နေတဲ့ခေတ်ဆိုတော့ online ပေါ်ပဲတင်တဲ့ဆိုရင်တော့မြန်မာနိုင်ငံသားတွေကဒီလိုမျိုးခိုးဖို့အကျင့်တွေရှိပါလားမကောင်းတဲ့အကျင့်တွေရှိပါလားလို့သူတို့ထင်သွားရင်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအကုန်လုံးမျက်နှာငယ်ရတယ်အဲ့လိုမျိုးမလုပ်မိစေနဲ့လို့ကျွန်တော်ကတောင်းပန်ပါရစေခင်ဗျာအားလုံးမင်္ဂလာပါ